Ok, mình là các bạn. Cho nó gió bài mà. Cho nó đi này cũng biểu với mà cả. D1 player beginner đi đua bỏ. Beginner đi đua cả. Rego blue cái am lệ, blue bông sang cái tên lệ. Blue lấy chỉ ngang miêu lâu tiền lệ sửa lại cho nó vui nhả bị vào mẹ. Phần mà D1 player đi đua cả. Ý chỉ là cả. Break cái bộ ye. Thứ đi à ý chỉ là cả. Lùi ra lùi bộ. Tất đi à ý chỉ là cả. Sẽ có thành đẹp bộ. Ai tôm yêu vào mà tìm về phía tâyame point lý đi vào nha. So sát nhiều great cái này khám mà cho nó rồi à. Anh dâu great mà cái game lâu ame hà lìa setup poshe liu hà liu nên li mô mẹ mô bi cho nó rồi à. Chú liu yang li quay mẹ bi cho nó lần phát cả cho nó rồi đi phía trước khâu luôn về cái này ba mẹ cái này bây giờ này cho nó rồi à áo cha ba mẹ. Cha bi lắc liu nên li point ba mẹ đi left hand li đi bé left hand nhà left hand li đi cho nó nên li open flow ba mẹ. Lâu bi cho nó rồi à đi bắt khâu ye làm máu ye của luôn chỉ ba mẹ 1 2 1 2 anh nào của push flow đó nóတွန်းတာပါလက်ဘွားနှစ်ခုကတစ်ခုနဲ့တစ်ခုတွန်းနေတဲ့ပုံစံလေးကိုကျွန်တော်တို့အရင်ဆုံးလေ့ကျင့်ပါမယ်လေ့ကျင့်ပြီးတာနဲ့ကျွန်တော်တို့ grade စကင်လို့ရပါပြီ grade ကင်တဲ့အခါမှာကျွန်တော်တို့ကအဓိကအခြေခံကြတာကတော့ဒီဘဲလက်3ချောင်းပဲဘဲလက်3ချောင်းကိုအရင်စကင်မယ်လက်ညှိုးလေးထုတ်ထားမယ်လက်ညှိုးလက်မထုတ်ထားလို့ရတယ်ပြီးရင်လက်မလေးကိုဒီ top line မှာတင်ပါမယ်ပြီးရင်ညာဘက်လက်ဝင်ကင်ပါမယ်ပြီးတော့မှဘဲဘက်လက်ညှိုးလေးကိုအုပ်လိုက်ပါမယ်ဘယ်ဘက်လက်ညှိုးလေးကိုအုပ်ရတဲ့အပြင်ထုတ်ရတဲ့အကြောင်းရင်းကကျွန်တော်တို့လက်ကောက်ဝတ်ဒီလိုမဆော့အောင်ထုတ်တာပါဒီလိုမဆော့အောင်ထုတ်တာတွန်းရလွယ်အောင်ထုတ်တာဆိုတော့အဲ့ဒါကင်ပြီးပြီဆိုလို့ရှိရင်ခုနကလေ့ကျင့်ထားတဲ့ကျွန်တော်တို့ရဲ့ပခုံးတထောင်လက်ဒီအတွဲလေးကိုပြန်သွားပါမယ်ဆိုတော့ဖြည်းဖြည်းမှန်မှန်ချင်း1 2 1 2ဖြစ်နိုင်လို့ရှိရင်ဒုတ်တစ်ချောင်းယူပြီးတော့ဂျိုင်းမှာညှက်ပြီးတော့ကျွန်တော်တို့ဒီလိုပုံစံလေးညှက်လို့ရပါတယ်ဒီလိုပုံစံလေးညှက်ပြီးရင်ဒီလေ့ကျင့်ခန်းလေးကိုများကျင်းလိုက်လို့ရှိရင် upside down သွားတာတွေ့ရပါမယ်ကျွန်တော်တို့ကအဓိကကျွန်တော်တို့ကဒီလိုမရင်းတော့တိတ်အရေးကြီးတာဆိုတော့အပေါ်နဲ့အောက်ပဲသွားမယ်ဒီအပေါ်နဲ့အောက်ပဲသွားမယ်ချိန်ခွင်လို့ပေါ့ဒီချိန်ခွင်လို့ကျွန်တော်တို့ကအပေါ်နဲ့အောက်ပဲသွားတာကဒီပါတာကိုပို့ပြီးတော့ smooth ဖြစ်တယ်ဆိုတော့ဒီလေ့ကျင့်ခန်းလေးကတော့ဒီ player တိုင်းနဲ့ကျင့်ဘူးမယ်ထင်တယ်ပြီးတော့ပို့ပြီးတော့လည်းထိရောက်ပါတယ်အဲ့ဒါလေးကျင့်ကြည့်ရအောင်ပါဟုတ်ကျွန်တော်အခုပြောပြပေးခဲ့တဲ့ video short tips လေးတွေအကုန်လုံးကအားလုံးအတွက်အဆင်ပြေမယ်လို့ကျွန်တော်ညွှန်လင်းပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်